600တံဝေကကထာတရားနာကြား၍လူဒန်းမှုအဆူဆူတို့အတွက်ရေစသွန်းလောင်းအမြပေးဝေခြင်းစီစဉ်ဖြစ်ပါသည်ဖရာတို့ဖြစ်ပါ၍နိုင်ငံတော်ဩဝါဒစရိယအဘိဓဇမဟာရထဂုရုအဘိဓဇအကမဟာတတ္တမဇောတိကတောလတ္တမရွှေကျင်သာသနာပိုင်အဘိဓဇအကမဟာမင်္ဂလဓမ္မဇောတိကဒီတကူကပ္ပဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိဆရာတော်ဒေါက်တာဗဒ္ဒန္တညာနိတ္တရမာထေရှင်သူမြတ်ဖေဟာသံဝေကကထာတရားဟောကြားချီးမြှင့်၍လူဒန်းမှုအဆူဆူတို့အတွက်ရေစသွန်းလောင်းအမြပေးဝေတော်မူပါယံဖရာတပည့်တော်ရိုသေစွာလျှောက်ထားပါသည်ဖရာအနုမောဒနာတော့မဟုတ်ပါဘူးအနုမောဒနာဆိုတာအမြဲတမ်းဝမ်းမြောက်နေဖို့ပြောတဲ့စကားကိုကအမြဲတမ်းဝမ်းမြောက်ဖို့ဆွဲနေရမယ်ဖြစ်ရကြီးအဲဒါကြောင့်ဝမ်းနေကြောင်းစကားပြောဝမ်းနေကြောင်းတွေကနေဝမ်းမြောက်ကြောင်းကိုတို့ထုတ်ရောညဇာပြပြိနေပါစပီသောနောက်သုံးလကြာဘောလာပြီတော့ရာဇယုံမှာတက်ပထမသင်္လာနဲ့တင်ဖို့ရှင်မကတ္တဗတို့ပြင်ဆင်ကြရှင်အနန္ဒာတို့ဥပါလိတို့ပြင်ဆင်ကြဒါပေမဲ့ရာဇယုံရှိတဲ့ကျောင်းတဲ့ကြီးတွေအကုန်လုံးဆွေးမြေ့ယူရွယ်အိုမဲလို့ပြည့်စည်ကုန်ပြီလမ်းလျှောက်ရင်တော့ကျန်နေရကျိုးကြတဲ့ဒေသရောက်ရာဇယုံကတတိပေါ်ဇောတိကဇတိလမင်းတကကာကဝလိယပုံနာဆိုဒီတတိကြီးတွေအကုန်လုံးဟာရာဇယုံသားတွေကြီးသာဝတိမှာအနာတပိနဲ့ဝိသကလည်းအပွဲရှိတတိပေါ်တဲ့ဒီမြို့ကဒီကြောင့်တဲ့ကြီးတွေပြိုကျပျက်စီးတာဒီဖြစ်ရတာဘာလဲလို့ဆိုတော့ဘုရားကသိကြီးလာတဲ့အခါနောက်ပိုင်း25ဝါသာဝတိမဟာကြီးနေတော့ဘာကြောင့်သာဝတိမြဲမြဲနေတယ်လဲအနန္တဘိနဲ့ဝိသကတို့ကဘုရားကိုတူလေးသားလေးနေချင်းချက်ကဲနေရင်းနေပြုစုကြတာသာဃာတော်တွေကပြောတယ်ဝင်လေးတွေကစပြီးကျောင်းတဲ့ဝိသကလာပြီဆိုသူတို့ဖွာလာတယ်လို့ဝိုင်းဖက်ကြတယ်ဘုရားစီမြောက်ကြီးကျောင်းဘဝမှာဝင်လေးတွေလူဝေးရတယ်ဘွယ်အနန္တဘိလာလည်းဒီတိုင်းအဲ့တော့ဘုရားပြောတဲ့အရာမှာသံဃာတော်တွေလည်းပြောရာဇယုကသံဃာတော်တွေနဲ့ဒီပေါင်းများစွာကင်းသွားတယ်ဒါကြောင့်ဆွေးမြေ့ပြည့်စည်ကုန်သင်္ဃာတတေဖို့သံဃာတွေဝမဆိုတော့ဘူးရာဇယုမှာအဲ့ဒီချိန်အဇာရဏကဘယံဖြစ်တယ်အဖေကိုလုံးကြပြီးတော့သူကအာနာရထားသူတို့သဘာဝနာလုံးရဲ့ကဲ့ခြင်းကိုခံရတဲ့မဲအဲ့ဒီမှာမြတ်စွာဘုရားကအဇာရဏကိုခေါ်ပြောမဟာရာဇမြတ်သောမင်းကြီးပထမရှိဥစွာခန္ဓာဘုံလာပတိသင်္ခရဏီကျိုးပဲ့ဆွေးမြေ့ပြည့်စည်ပြီးနေကြတယ်နော်ဌာရတမဝိဟာရီကျောင်းတဲ့ကြီးဆက်ရှိရတော့ပတိသင်္ခရောဟိပြုပြလိုက်ပါရောရှိဥစွာသံဃာနာမည်ကကျောင်းဆက်ရှိကိုမပြင်လာသာရမင်းကရုပ်တရက်ငင်းနေတယ်နဲ့တူပါတယ်ထင်တာပြောတာဘုရားဘာထပ်ပြောလဲလို့ဆိုတော့ခန္ဓာဖုံကပฏิသင်္ခရဏံပပဗုဒ္ဓေဟိဝဏိတံဆိုတော့ဇရဒကတက်တက်ကြွကြွဖြစ်လာခန္ဓာချုပ်ပဲတို့ဒီမှာဘုရားရှင်စေတီတော်ကြီးအကျိုးပဲ30ရှိ
ကောင်းမှုတော်စီတော်ကြီးနော်အပေါင်းပြည့်သုံးနေရရှိတယ်တရားစီရီငယ်လေးဆိုကိုပုံချသွားစကိုင်းစာစီရီလှရှာမြမြေပုံကြီးမဟိယကနာစီရီသမိုင်းဝင်ပြာကြီးလူတွေကတော့ပြောတယ်မရှိကနာမဟုတ်မဟိယကနာမြေပုံကြီးဖြစ်ဖြစ်အဲ့လိုကြိုးပဲပြည့်စည်တာလေမြတ်စွာဘုရားဘာပြောလဲဆိုသဗ္ဗဗုဒ္ဓေဟိဝဏိတံဘုရားတိုင်းရှင်းမလဲအဲ့ဒီမှာဇာရဏကအားတက်သွားဒါကြီးသဘောမှုရှိတယ်ဒါကြီးတွေဒီကနေ့ဒီလိုပဲစိတ်အားနဲ့တက်ကြွနေကြတယ်လို့ဘုန်းကြီးတို့ကယုံကြည်ထားတယ်ဘုရားကတက်ကြွတဲ့စိတ်ဓာတ်ကိုဒီလိုအားပေးခန္ဓာဖုံလာပฏิသင်္ခရဏဟောင်းနာကျုပ်ပေတာတွေကိုပြင်ဆင်ခြင်းဟာသဗ္ဗဗုဒ္ဓေဟိဘုရားတိုင်းရှင်းမတယ်ဒီကနေ့တို့တွေဘုရားရှင်းမတဲ့အလုပ်ကိုလုပ်ခွင့်ရတယ်ဝန္တာကြတယ်လွယ်တော့မဟုတ်ဘယ်ပါမှခက်လုပ်ကြခက်ပြင်မမှုတွေကိုဝန္တာကြည်လို့ခြင်းနဲ့အလုံးကျော်လွန်နိုင်အဲ့တော့ဒီကနေ့စကိုင်းတက်ခွေဘုရားကြီးပြုပြတာမကြမ်းသလောက်ဘုန်းကြီးတို့ကလည်းပြင်းနေတာဆိုလို့ရှိရင်ရခင်ပြင်းခဲ့လို့ပေးစီလို့စိတ်ဘူးငမနာတဲ့ဝဲကြီးရင်တာဆင်မြန်းရှင်ခုဆင်မြန်းရှင်တော့ပြန်ပြီးတော့ပြတ်သွားတယ်။ဒါလည်းကထူပါရောဘုန်းကြီးတယောက်တည်းသိပင်ချခဲ့တာနည်းနည်းအကွဲအဲ့ဒီပေါ်လာမပြီးသေးတာကမဟာစီရီကြီးဒါအင်းဝါကရွှေလန်းကြော့ရှင်ဘယင်နရပတိရဲ့ဘုရားဘိုးတော်တွေဝိုင်းလဲနေတော့ဘုရားကြီးဘုရားနဲ့လိုက်လျော်ကြီးထွေမဖြစ်ဘူးဘိုးတော်တွေနဲ့အကိုင်းဆရာတွေရဲ့အလုပ်တွေကဒီထဲမှာလွှမ်းမိုးတယ်အဲ့ဒါကတင်းတွန်းတိုက်ပြီးတော့ပြရတဲ့အထက်မှာအင်းတဲ့အားတဲ့အကူအညီပေးတာကတော့တို့လူတရားဘုရားကြီးတပ်ပုံမှာကရပယာကြီးကမန်ရှက်တော်ကိုလောကစားဖျက်ချင်းမနဲ့ဆွမ်းဥပုံညာရှင်စေရီတော်ကြီးကိုလည်းရှိမြင်နေရတဲ့ပုံတော်ဟာလွန်ခဲ့တဲ့ဘယ်နှစ်နှစ်ကလည်းကိုစိုးဝင်လွန်ခဲ့တဲ့နေပေါင်း90ဟုတ်တို့ပြင်လာတာ2005ခုနှစ်ကဘုန်းကြီးတို့ပြင်ထားတာပဲဒီပုံဒီနဲ့ဒီစင်ကိုတွေလည်းတို့တွေလည်းပဲကိုတကပြန်ပြီးတော့ပြင်ခွင့်ရအဲ့တော့ဝန်နေစရာကောင်းတာကမူလဒါယကာတွေကကွယ်ကုန်ရမူလဒါယကာတွေကွယ်ကုန်တော့ဒါယကာအသစ်တွေရှာကြည့်AWD Foundation ရဲ့ဥက္ကဋ္ဌ Max ကိုစောတို့လွန်လည်ပြီးတော့2008နာဂိကာလာလို့ AWD မှာလက်တွဲလုပ်ခဲ့ကြAWD ပြန်လည်ထူထောင်ရေးတယ်လီဖုန်းဆက်လက်ရေးမောတပြီးတော့နေဆရာတို့ကလမ်းပေါ်တာမှာလက်တွဲပြီးတော့လုပ်ခဲ့ကြတာပဲဒီတော့ဒီဘုရားကြီးတပည့်တော်ခေါင်းဆောင်ပြီးတော့လုပ်ပါမယ်သူကဒီလိုဂရိပြသွားတယ်အဲ့ဒါကြောင့်မောင်စိုးရဲ့ကိုဘုန်းကြီးကပြောတာလေဒီကျုပ်ကိစ္စတွေအစောတယ်လည်းမလုပ်ဘူးဆေးပြေးစေတာပြီးတော့မလုပ်ဘူးအဲ့ဒါပြောတာရှိအဲ့ဒါကတော့လူရှင်အစ်တွေရှာတော့အင်အားကောင်းတဲ့လူရှင်တွေတို့ရမဟာစီရီကြီးဆိုလူရှင်တူတဲ့ပိမောင်6000လို့တော့မဟာစီရီ
ပြီးတော့မပြီးသေးဘူးထပ်ပြောထားတော့ထပ်ပြီး2000ပို့ကောင်းမှုတော်ကြီးဆိုလို့ရှိရင်ငါခင်မောင်အေးလာကြည့်မင်းစီရီတော်တစ်ခုလုံးတာဝန်ယူဆိုတော့ဒီလိုယူတယ်တာဝန်ယူတယ်နေစနစ်တွေရှာရအောင်မယ်နေစနစ်တွေမှာခက်ခဲဆုံးနေစနစ်ကတော့ဒီစီရီတော်ကြီးဉာဏ်ထိုးဖို့ခက်ဆုံးတလုံးကြီးတယ်ဗျာကြီးတမ္ပဝရီဝဲမောင်ကိုဝဲမောင်အားဆရာတော်လွယ်အောင်လုပ်ရင်လွယ်တယ်စေရီကြီးရဲ့4 ဘုံတစ်ဘုံလား5 ဘုံတစ်ဘုံလားဉာဏ်ထိုးလိုက်ဉာဏ်အောက်ကနေဘိန်းတွေတက်တဏှာပြင်းပြင်းရင်ဘိန်းလေးနဲ့တစ်ခါရွှေ့တော့တဏှာပြင်းပြင်းရင်တစ်ခါရွှေ့တော့အဲ့ဒီဉာဏ်မျိုးဆိုရင်အကုန်ကြလဲနဲ့လုံးလုံးကိုင်းလုံးလဲလွယ်တယ်ဆိုတော့ဒါကခင်မောအေးပြောလိုက်တယ်သူလို့တော့ဝမ်းနည်းစရာတွေတွေကဝါသာစရာတွေကောင်းတဲ့အမှုကိုလုပ်ခွင့်ရတဲ့အခွင့်အရေးတွေဖြစ်ပါတယ်အဲဒီလိုရုပ်တရက်ဖြစ်ပေါ်လာတဲ့ natural disaster ရေဘေးရုပ်တရက်ဖြစ်ဗမာပြည်ကခံရပြီးမုန်တိုင်းဘေးရုပ်တရက်ဖြစ်သက်သေးသူပေါင်းဟာဇယင်းကောက်လို့မရခုငလေးဘေးဖြစ်ဒါ natural disaster ဘာနဲ့မှမကောင်းဘာကတော့ဝဲတယ်မှမရတဲ့ကိစ္စဘိုးတော်မှာမတတ်နိုင်တဲ့ကိစ္စနော်အဲ့တော့ငလေးဘေးကြောင့်စကိုင်းမြို့ကအသက်ခန္ဓာဆုံးရှုံးကြတယ်လူပေါင်းsorry စကိုင်းတောင်ကအသက်ခန္ဓာဆုံးရှုံးကြတဲ့ယဟန်တော်ပေါင်းသာဝတိပေါင်းသီလရှင်ပေါင်းဒီ3ခုပေါင်းလိုက်တော့အလုံး165ပါးကိုယ်နေရောသီလရှင်တွေရောသံဃာတော်တွေရောဘယ်ခန္ဓာဆုံးရှုံးသွားကြလူပုဂ္ဂိုလ်445ဦးဒီဘုရားကြီးပေါ်မှာပဲအသက်ခန္ဓာဆွဲရတဲ့လူပေါင်းဟာဘယ်လောက်6ဦးရှိတယ်ဒီဘုရားကြီးပေါ်မှာအဲ့တော့စုစုပေါင်း630နဲ့တဦးစကိုင်းတောင်တပါလဲအသက်ခန္ဓာဆုံးရှုံးကြရသူတို့တွေဘယ်နာမှာဘယ်လိုနေကြတယ်လဲဆိုတော့တို့ကမြင်နိုင်တဲ့မျက်စိမရှိလို့မသိတဏှာမှာတော့သူတို့တွေရှင်းနေကြမှာယုတ်တည်းကြီးဘုံတိုင်းပြုံးတိုင်းဆိုတော့သိလို့အာယုံကောင်းမရကြဘူးအာယုံကောင်းမရတဲ့ပုဂ္ဂိုလ်တွေဘုရားပူရင်းနဲ့ွယ်လွန်တာဘုရားဆိုတဲ့အာယုံကောင်းကောင်းမရဘဲနဲ့ွယ်လွန်သွားကြတယ်ကိုယ်လုံးပြညံ့ပြီးတော့ပြည့်စည်ကြတဲ့ပုဂ္ဂိုလ်တွေကဘဝကောင်းတစ်ခုရဖို့ခက်ခဲအဲ့ဒီလိုအသက်ကဏ္ဍဆုံးရှုံးရတဲ့ပုဂ္ဂိုလ်ပေါင်း630ယောက်တို့အတွက်ဘဝကောင်းတစ်ခုကိုရစေဖို့တို့များပြုတဲ့ကောင်းမှုတွေကိုဒီကနေ့သူတို့ကိုဝေပေးရမယ်ဒါကြောင့်ငလျင်ဘေးတာကြောင့်သခိုင်းတောင်ပေါ်မှာအသက်ခန္ဓာဆုံးရှုံးကြရတော့ယဟန်အမရေသီလရှင်165ပါးလူပုဂ္ဂိုလ်445ဦးတို့ရောက်ရအရာကကြွားရကုန်တော့လာကြကုန်တော့သင်တို့အတွက်ကောင်းမှုကုသိုလ်ဒီကနေ့တို့များပြုနေတယ်တို့များပြုတဲ့ကောင်းမှုကိုဝမ်းမြောက်ကြည်နူးစွာသာဓုခေါ်ဖို့အာလုံးသောသံဃာတော်များနဲ့အာလုံးသောပရိသတ်များကိုယ်စားငါဖိတ်ခေါ်တယ်ငါကြကုန်တော့ကောင်းမှုကိုသာဓုခေါ်ကြကုန်တော့သင်တို့အစဉ်နဲ့ပြည့်တဲ့အချိန်မှာတို့ဒီကအမျှဝေမယ်သာဓုခေါ်ရင်ဘဝကောင်းတစ်ခုရကြပါစေလို့တို့တွေဒီကနေသင်တို့အတွက်ဆုတောင်းပါတို့ဒီကနေ့ပြုတဲ့ကုသိုလ်ကောင်းမှုကတော့ဒီမှာလူတတ်တဲ့သင်္ကန်းသမီးပရိက္ခရာတွေအပြင်တခုလေတလုံးတစ်ခဲနဲ့ပြောရရင်စောင်းပုံရခြင်းဇေရီတော်ကြီးအတွက်တရား200 300 500လာလှူထားတဲ့အလှူတွေကိုဘုန်းကြီးစုထားတာ
ကျပ်သိန်း8000ရှိဘုန်းကြီးရဲ့လက်ထဲဘာနဲ့တဲ့မညာဘူးထုတ်ရတာခက်ပါဆိုလက်ထဲမှာဆက်တာအဲ့တော့ကျောင်းမှာလည်းပဲဒကာပိတ်ကတော့ခါဟာဒီလိုဖြစ်နော်အဲ့လိုဖြစ်သိန်း8000ဘုန်းကြီးရှင်စီတော်ကြီးလူငွေအဲ့ဒါကိုလည်းပဲဘုရားစီတော်မြတ်ကြီးကလှူပြီးတော့ရေစက်တော့ဤအလှူတော်တွေကိုကြည်လူစွာသာဓုခေါ်ဖို့ယဟန်တံလည်းဒီလက်ချင်း165ပါတောင်ရိုးပါအသက်ခန္ဓာဆုံးရှုံးကြရတယ်ယခုချက်ချင်းလာရောက်ကြကုန်လို့ကြွားရောက်ကြကုန်လို့သံဃာတော်အားလုံးရဲ့ကိုယ်စားကဖိတ်ခေါ်တယ်လူပုဂ္ဂိုလ်445ဦးတို့အားလည်းပဲဧကုသိုလ်ဝေစုကိုအမြတ်ယူရသာဓုခေါ်ရဖိတ်ခေါ်ပါတယ်လာကြကုန်လို့ကြွားရောက်ကြကုန်လို့ဒုက္ခတော့တို့အကျိုးစီးပွားပြောပြီးတော့ဒီကုသိုလ်တွေလုပ်တာမဟုတ်ဘူးမြတ်စွာဘုရားကဇာတပတ်ကိုမိတ်ဟောင်းရွယ်ကျိုးပဲပြည့်စည်တာတွေကိုပြင်ဆင်တဲ့လုံကဘုရားချီးမွမ်းတယ်မြတ်စွာဘုရားကဲ့သို့သောလောကဓာတ်မှာအကောင်းဆုံးပြည့်တဲ့သူတော်ကောင်းတယောက်ရဲ့ချီးမွမ်းတာခံရရင်တို့ပြောပြီးအဲ့ဒီသူတော်ကောင်းတို့ရဲ့ချီးမွမ်းခြင်းကိုခံရဖို့ဒီလိုတွေကိုတို့တို့လောက်ကြတယ်ဘုရားရှင်ကောပကအပွဲရခိုင်တိုင်းစကိုင်းမြို့အာနာပိုင်ပွဲစည်းများနော်ဝိုင်းပြီးအသိကြီးရဲ့ကောင်းဆောင်များအားလုံးဟာဘဝကောင်းကျိုးတစ်ခုခုကိုခံစားဖို့မျှော်လင့်ပြီးဒီကုသိုလ်တွေလုပ်တာမဟုတ်မြတ်စွာဘုရားခြေနှက်တဲ့ချင်းမွန်တဲ့အလုပ်ကိုလုပ်ခွင့်ရဘဝနေပြောပြီးဒီစိတ်ဓာတ်နဲ့ဒီလိုလုပ်ကြတယ်ဒုတိယရည်ရွယ်ချက်ကဒီမှာကွယ်လွန်တဲ့ပုဂ္ဂိုလ်တွေဒီကုသိုလ်ကိုကြည်လို့စွာသာလို့ခေါ်ပြီးတော့ဘဝလွတ်မြောက်ရေးရကြပါစေဒီရွေတဲ့နှစ်ပါးနဲ့ဒီကနေ့ဒီကုသိုလ်ကိုလုပ်တယ်အဲ့ဒါသာလို့ခေါ်ဖို့အားလုံးအစဉ်သင့်ရှိကြပါစေခန္ဓာဘုံလပတိသင်္ကရဏံသဗ္ဗဗုဒ္ဓေဝဏိတံအာရဝနှလုံးပြော့ပြောင်းသူတော်ကောင်းတို့ခန္ဓာဘုံလပတိသင်္ကရဏံကျုပ်ပဲဟောင်းနှံပြည့်စည်ရတဲ့ကိုပြင်ဆင်တဲ့လုပ်ငန်းဟာသဗ္ဗဗုဒ္ဓဤကင်းကသက်တူဝိနာမှုတဲ့ဘုရားအဆူတော်သည်ဝဏိတံကရုဏာရှိရှုချီးမွမ်းတော်မူအပ်ပေကုန်သတည်းသာဓုသာဓုသာဓုဒါရဲ့ဇက်ခွက်ကံရောဟောအရှင်ဘုရားတော်ဆုံးတော့ပေးရအစီအစဉ်ဟောပြီးမှရုပ်လာရေသက်ချပြီးတော့ရေသက်ချပြီးတော့နောက်ကဒါတော့ဘုရားရေသက်ခွက်ကံတော့ရှင်ဘုရားဘုရားပြီးတော့တို့သည်သဘာဝဘေးဒဏ်ကြောင့်အသက်ခန္ဓာဆုံးရှုံးသောရသောစကိုင်းတောင်ရှုတော်တောင်ရှုမြောင်အဘိဓိတော်၌ယဟန်တော်သီလရှင်သာမဏေ165ပါးလူပုဂ္ဂိုလ်445ဦးဒုမတပါအကိုင်းမြို့၌အသက်ခန္ဓာဆုံးရှုံးကြကုန်သောလူရှင်ပေါင်းတို့ဤကောင်းမှုအထုဖြစ်ပါစေခြင်းကသံဃာတော်များကိုပြည့်ပြည့်၍သင်္ကန်းစာသောဘယ်ဝတ္ထုအစုစုတော်ကိုဒါပွင့်ပြုပေလူပါ၏ဒုမတပါကြံ့ွယ်သိပေါင်း8000တန်ဖိုးရှိသောပစ္စည်းတို့ကိုဆွမ်းလို့ပုံညာရှင်စေရီတော်ကြီးအားစေရီတော်ကြီးပစ္စည်းသည်ကိုပြင်ဆင်ဖို့ရာမြတ်စွာဘုရားအား
လူဒန်းပါဤမြတ်စွာဘုရားလူဒန်းပါဤဤကောင်းမှုသည်ရပြီးတော်တို့ဤဘောရိညာအားအထောက်ပံ့ပြုသည်ဖြစ်ပါစေတည်းဤကောင်းမှုကုသိုလ်ဖို့ကြားသမျှဘဝတစ်ပါးကြောင်းရွှေသွားသောယဟန်တမဏေသူတော်သီလရှင်လူပုဂ္ဂိုလ်600ဆက်တဥရောအားရှားပြီးပါစေရရှိပါစေအမြဝေဤရှားပြီးပါစေရရှိပါစေအမြဝေဤကုသိုလ်ဝေစုအမြယူရကုန်လောကုသိုလ်ဝေစုရရှိကြ၍အညီအမြရရှိကြ၍ဘဝဒုက္ခဆင်းရဲပေါင်းတို့မှလွန်မြောက်ကြကားနတ်ပြည်နန္နဆံမြန်းနိုင်သည်ဖြစ်ကြပါစေကုန်သတည်းနတ်ပြည်နန္နဆံမြန်းနိုင်ကြကုန်သည်ဖြစ်ကြပါစေကုန်သတည်းဤကာမှုကုသိုလ်ဖို့ကိုဘဝများစွာအန္တရာမယနေ့ကြအောင်ဆွေမျိုးမိဘတော်ဆက်ကြကုန်သောဆွေဟောင်းမျိုးဟောင်းမိဟောင်းပါဟောင်းဘိုးဟောင်းဘွားဟောင်းဆရာသမားပေါင်းတို့အားရရှိပါစေရသိပါစေအမြဝေမူလပထမပုံညရှင်စေတီတော်ကြီးဒါယကပုံညအမတ်ကြီးအားလည်းရရှိပါစေချမ်းသိပါစေအမြဝေသူအပြင်စကိုင်းမျိုးကိုဤထောင်ပန်းစေခဲ့သောအသင်္ခရာဆိုယုံမင်းတရားကြီးနှင့်မင်းပရိသတ်အပေါင်းတို့အားရရှိပါစေအမြဝေချမ်းသိပါစေအမြဝေအသင်္ခရာမင်းတရားကြီးနှင့်မင်းပရိသတ်အပေါင်းတို့သည်ဘုံညရှင်စေတီတော်ကြီးမူလဒါယကဘုံညအမတ်ကြီးနှင့်လူရကွာဤကုသိုလ်ကောင်းမှုကိုအမြယူ၍ဝမ်းသာကြသည်ချမ်းသာကြသည်ဖြစ်ပါစေသောကုသိုလ်ယူတော်ကြဒီကောင်းကြောင့်အနေနဲ့ဒေဆုံးသူတို့တင်မချဘဝတော်မှာရှိနေကြတယ်အနေနဲ့မှာရှိနေကြတယ်သူတို့တွေကိုနှင်ထုတ်တဲ့ပရိပ်ပြုမဟုတ်ပါဘူးသူတို့တွေလည်းပဲကြည်နူးစေလို့ယရဏသမရဲ့ဂုဏ်တော်များပါဝင်တဲ့ယေတနာပုတ်အဂါရရှင်များရုပ်ပိုင်လေးဒီကုန်းချုံမယ်ဘုံညအမတ်ကြီးနဲ့သင်္ခရာစောညုံတို့ဤပိဋတရားနာကြဖို့ရလာကြကုန်လို့ဘုံညရှင်စေတီတော်ကြီးရဲ့ရင်ပြင်မှာကွယ်လွန်ကြတယ်ဆင်းရဲဒုက္ခရောက်သွားကြတယ်ဘုရားဘူးပုဂ္ဂိုလ်တွေလည်းဤကုသိုလ်ဝေစုအမြတ်ယူရလာကြကုန်လို့ပိဋတရား
နာကြဖို့ရလာကြဖို့တော့ငါသင်တို့အားလိုက်လိုက်လဲလဲဖိတ်ခေါ်လိုက်သည်သံဃာတော်ရှင်များများဗျာယရဏဗုဒ္ဓကိုစာအုပ်အရှိအတိုင်းတပည့်တော်မရွတ်ချင်အစီအစဉ်ကြကြလေးရွတ်ချင်စာအုပ်မှာရှိနေတာကဘုရားကုံတော်ရံငယ်စီဝိတ္တန်နဲ့စာပြီးတော့တရားကုံတော်နပုတ်လာနောက်ပြီးတော့သံဃာကုံတော်လာသံဃာကုံတော်ကိုဆုံးတော့တကဝရမကုံဝေဆိုဘုရားကုံတော်လာဝရဝရညုဆိုပြီးဘုရားကုံတော်လာပြီးတော့ကိဏပုရဏသံဃာကုံတော်လာဒီစာပေအစီအစဉ်မချဖြစ်နေတာကြားတော့အဲ့တော့တပည့်တော်အစီအစဉ်လည်းကြဗုဒ္ဓအုပ်စုဓမ္မအုပ်စုသံဃာအုပ်စုစနေတကြအစီအစဉ်နဲ့တပည့်တော်တို့ရွတ်ဆိုပူဇော်ကြရအောင်ညာကေစီဝိတ္တန်နဲ့စမယ်ညာနိတာဘုဒ္ဓနိသမဂတနိဘုံမာနိဝါယနိဝအန္တလိကေတထာဂတံဧဝမနုဿပုဇိတံဗုဒ္ဓနမတာမသဝတိဟောတုဒီလိုပေါ့နောက်ပြီးတော့ရံငယ်စီဝိတ္တနဂါတာပြောက်တယ်ဗုဒ္ဓဂုဏ်တော်ပြတဲ့ရံငယ်စီဝိတ္တမရှိဓမ္မဂုဏ်တော်ဘာဂဂုဏ်တော်ပြတဲ့ရံငယ်စီဝိတ္တကရဏသုံးပါပြောက်ဆုံးနေပုဗ္ဗနာသုတ်ထဲကြတော့ဘောပါအဲ့ဒါကြောင့်ဓမ္မဂုဏ်တော်ကိုရွတ်ဆိုပူဇော်တဲ့ရံငယ်စီဝိတ္တဒုတိယဂါထာရွတ်ပြီးတော့ဓမ္မဂုဏ်တော်ပါဠိတော်နှစ်ပုဒ်နဲ့ယာနိဒဗုဒ္ဓနိနဲ့ဆုံးတာသံဃာဂုဏ်တော်နဲ့ရံငယ်စီဝိတ္တဒီမှာမရှိဘူးဒီလိုတို့ထဲရောက်ပြီးရဲ့ရေပုဂ္ဂလာကနေသံဃာဂုဏ်တော်တွေဆုံးရုပ်နောက်ပြီးတော့ယာနိဒဗုဒ္ဓနိနဲ့ဆုံးတာအဲ့ဒီလိုရွတ်ကြရအောင်ဖြည်းဖြည်းညီညီမေး၍တရားနဲ့တရားမေး၍ရွတ်ဆိုတော်မူရရင်ဖြစ်ပါတယ်။ဤယရဏသုတ်တန်ကတော့နော်တိုင်းပြည်မှာဖြစ်နေတဲ့ဘေးသုံးပါငြိမ်းချမ်းစေတယ်လို့သုတ်တော်ရဲ့ဤနာမှာပါတယ်။ဘေးသုံးပါက6ပါးပဲဖြစ်ဖြစ်အကုန်လုံးငြိမ်းချမ်းစေနိုင်တဲ့စွမ်းရည်တတ်ရှိလို့ဒီသုတ်တန်ကိုရွေးချယ်ပြီးတော့ရွတ်ဆိုခြင်းဖြစ်ကြောင်းရပြီးတော့လျောက်ထားပါတယ်။စတော်မူရရန်ယံကိစီဝိတာဣဒဝါဟုရဝါသကေတုဝါယယရဏပဏိတာနန္ဒောသမအဋ္ဌိတတာဂတေနဣဒံပိဗုဒ္ဓယရဏပဏိတာဣတိနာသစ္စေနာသုဝတိဟောတုဝနဘလုံးမေယတာဘုဒ္ဓိတကေေမာနမသေပရမသဗေကေမေတတုပမဓမ္မဝရံအာရေတိနေဝရကမေပရမဟိလာယဣရမိဗုဒ္ဓေရဏပဏိတံဧတေနာသစ္စေနာသုပတိဟောတုဝရောဝရေယဝရရောဝရဟရောအနုတ္တရောဓမ္မဝရအာရေတိဣရမိဗုဒ္ဓေရဏပဏိတံဧတေနာသစ္စေနာသုဝတိဟောတုယာနိဒဗုဒ္ဓနိသမဂတာနိဘုံမာနိဝါယာနိဝါအန္တလိကေတထာဂတံဒေဝမနုဿပုဇိတာဘုဒ္ဓနမတာမသုဝတိဟောတုယံကေစီဝိတာဣဒဝါဟုရဝါသကေတုဝါယယရဏပဏိတာနာနောသမအဋ္ဌိတတာဂတေနဣရမိဓမ္မေယရဏပဏိတာဧတေနာသစ္စေနာသုဝတိဟောတုခယံဝိရာဂမန္တပဏိတာယတိစကာတကြမုနိသမာဟိတောနာတေနာတဝေနာသမတိကိစီဣရမိဓမ္မေယရဏပဏိတာဧတေနာသစ္စေနာသုဝတိဟောတုယံဗုဒ္ဓတေသောပရိဝဏိတုစေသမာဓိမာနတရိကိညာမဟုသမာဓိနာဒေနသမောနဝိဇ္ဇတိဣဒံမိဓမ္မေယရဏပဏိတာ
နာသဝတိဟောတုယာနိတဗုဒ္ဓလိသမဂတာလိဘောမာဒီဝါယာနိဝါအတ္တလိကေအတ္တကတဒေဝမနောတာပုဇိတံဓမ္မံဓမ္မတာဝါသဝတိဟောတုယာကေစီဝိတံဣဒဝါဟုရဝါအကေသုဝါယယရဏပဏိတံနန္ဒောသမဟာတိတတကတေနာဣရမိသံဃေယရဏပဏိတံဧတေနသစ္စေနာသဝတိဟောတုယေပုဂ္ဂလာတတတမတ္ထာသန္တာရေတာတိယုဂာနိဟောတိဧတကိနေယသုခနာသဘာဝကာဧတေသုတေနာနိမာမလာနိဣရမိသံဃေယရဏပဏိတံဧတေနသစ္စေနာသဝတိဟောတုယေသဗယုဓမ္မနာသတ္တလေနာဧကမိနောဘောဓမသာသနာမိဧပတိပတ္တမတံဝိကရှလတ္တမုဒ္ဒလိဗုတေဘုဒ္ဓမာနာဣရမိသံဃေယရဏပဏိတံဧတေနသစ္စေနာသဝတိဟောတုယထိဋ္ဌကိလောပရဝိတိတောတိယသတောဘေဝတေဟိအတ္တပကံမိယောတတုပမသဗ္ဗုရိတဝရာမိယောရိယသစ္စာတိအဝိသပတ္တိဣရမိသံဃေယရဏပဏိတံဧတေနသစ္စေနာသဝတိဟောတုယေရိယသစ္စာတိဝိဘဝယံတိဓမ္မိကပိနေနာသုတေတိတာလိဣဇာပိတေဟောတိဘုရားမမတ္တာနာတေဘဝဓမ္မမာရိယံတိဣရမိသံဃေယရဏပဏိတံဧတေနသစ္စေနာသဝတိဟောတုမဟာဝတ္တတတနာသမနာယတေယတုဓမ္မသဟိတာဘောတိသေကာယဒိဋ္ဌိဝိသိကိစီတေသလေလဝတဝါပိယရတိကေစီသတုဟာပါယေဟိသဝိပါမုတ်တောစေသာပိဌာနလိအဘဘဂါတောဣရမိသံဃေယရဏပဏိတံဧတေနသစ္စေနာသဝတိဟောတုဒိသပိသောဓမ္မကရောတိပါဒကံအာယေနဝါစာဥဒ္ဒစေတသဝါအဘဘသောဓမ္မပရိစ္ဆာဒာယအဘဘသာဒေတာပရသဩတာဣရမိသံဃေယရဏပဏိတံဧတေနသစ္စေနာသဝတိဟောတုကိနံဘုရားနာနဝနတိသမ္မောဝိရဏစေနာယတိကေဘဝနမေဧကိနာပိသာအဝိဝိသန္တာဧဗလိတိရာယမယံပရိပောဣရမိသံဃေယရဏပဏိတံဧတေနသစ္စေနာသဝတိဟောတုယာနိတဘုဒ္ဓနိသမဂတာနိဩမာနိဝါယာနိဝါအတ္တလိကေအတ္တကတဒေဝမနောတာပုဇိတံအာနန္နမတ္တမသဝတိဟောတုကန္နာပိစုံဆရာပြီးပါညနေရှိရမာရီနေရှိရောမာရီနေရှိရော အားလုံးပြည့်စုံတယ် အဲ့ဒါဆိုပြီး ဆက်လက်၍အစီအစဉ်800အခမ်းအနားတော်ကြောင်းတော်မူလာကြကုန်သောဆရာတော်သံဃာတော်ရှင်သူမြတ်များနှင့်သီလရှင်ဆရာကြီးဆရာလေးများတပိတကားတကားဓမ္မအပရိသတ်အပေါင်းသူတော်ကောင်းတို့ခင်ဗျာဗုဒ္ဓသာသနာစိတံဒိဋ္ဌတုသုံးချိန်ရုပ်စောဆူတောင်း၍အခမ်းအနားကိုအောင်မြင်စွာပြည့်မြောက်ပေးတော်မူကြပါယံဖရာတပည့်တော်ရိုသေစွာလျှောက်ထားပန်ကြားပါသည်ဖရာ ဘုဒ္ဓ